ခဲ့တဲ့ဘဲတို့ချစ်စာမေးပွဲခေါ်စာမေးပွဲစစ်မဲ့ကွယ်ဆရာရဲ့စခန်းတွင်ချစ်ကျူရှင်ပနာမစာမေးပွဲပေါ့ကွယ်အချစ်စာမေးပွဲခေါ်စာမေးပွဲကျွန်တော်လက်တွေပဲဖြေရမယ်သူကိုရှိနာကလှပြိုပြူတနွဲ့တွေရှောက်လို့ပြုံးပါဘူးဆံရတော့မယ်ကိုဒီတရားအချစ်တင်ကန်းသာနံပါတ်1ကိုယူအချစ်တင်ကန်းသာနံပါတ်1ကြပြာဆန္ဒမင်းသားရည်သားအလုံးချစ်နံပါတ်1ဆိုတော့ဒီမင်းကလေးခဏကမရဲ့အတိုင်းလုံးဟာပလဲလုံးမှာကွယ်တို့အချစ်ကကောက်ရင်ကြတဲ့ရင်းတွင်မှာမွေးဖွားတဲ့ကြက်ပြူတို့လည်းမချူဝေဘူးစပယ်ဖြူဖြူလည်းမနှွားဘူးအသေးတော်မှာမဟုတ်သမုဒ္ဒရာညာမှာပွင့်သစ္စာဝိပုံတွေထုံ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 အိုးကောက်ပဲကောက်ခင်ကပြောရတာကြပြာယူလို့စာယူလို့ဖျားကိုစုကတ်တယ်လို့လည်းဟုတ်ဗျာသိသိပါလေဗျာကြပြာယူတဲ့စာယူတဲ့ကြညာမှုကကျွန်တော်ကိုမကြည့်ဘူးစားရစုစုမစားရစုစုစားရစုစုမစားရစုဘုံစရာကောင်းတကယ်ကြီးထူအော်မင်းမရဲ့အိုမလျှော့ရန်ဒီမဆုတ်တန်းစမ်းအောင်ပဲရကျွန်တော်မကြည့်ပါဘူးဘော်ဒီတရားဆုံးလင်းသူဘော်ဒီတရားဆုံးလင်းသူအချစ်တင်ကလားနံပါတ်1ကိုယူအချစ်တဲ့ကဘာရင်ကျွဲဝပေးချစ်တင်ကလားနံပါတ်1မိကလေးချင်းဟုတ်ပြီကိုကလာရေလေအော်ကိုလေးလားကိုလေးဟောဒီဟာကိုလေးနဲ့ကိုလေးရဲ့အချစ်ကိုလူတွေအားလုံးသိအောင်ဆိုပြီးတော့ဂျာနေလေးတော့ထဲလို့ဂျာနေလေးကိုသွားထဲမလို့အိုးချစ်ကိုများကွယ်ဂျာနေလေးထည့်ရတယ်လို့အနံကြီးကိုကျက်လုံနေတော့ရှင်နဲ့ကျမနဲ့မဖြစ်ဘူးပြန်ပြီးတော့စစ်သားနဲ့ပြန်ပြီးတော့လူဟာတဲ့ဖက်နဲ့ဟာတဲ့လွယ်ပြန်ပြီးတော့မဟန်ပါပြီအကြံမရလို့ဟန်မကြသမို့ပြန်ရဖို့အကြောင်းဖန်သည်စားရစုစုမစားရစုစုစားရစုစုမစားရစုစုမုံလျာကောင်းအောင်တကယ်ကြီးထူအော်မိမတွေရဲ့အချစ်တင်လန်းလာနံပါတ်3အပိုင်လုံးကိုအားထားရပဲဒီအချစ်ကိုအရကျွန်တော်ယူအပြေမှန်ရွှေညံဒီကံအမှန်မလွဲဒီတော့ဝဲတော့ကျွန်တော်ပဲအောင်နိုင်အချစ်တင်လန်းလာနံပါတ်3ကရှက်တွတ်တဲ့ပုံစံပဲမရီကညာတက်တဲ့သုံးချက်အော်ရှင်ပါလားအိုးဟိုးယေယာဟူဟိုင်ဒါလေဟိုတယ်ယောမမီကပါသူတို့ wedding ကိုလေခန်းနာစီရမယ်လို့ promise ပေးထားတယ်တိလားကိုကတော့ you မတတ် you love more I အိုးဟာဘိုင်ပေါင်းမပြီးလို့ချစ်မျိုးတွေနာသွားအဲ့ဒါမှခက်တဲ့ဗျာပြောတာမအောင်ချစ်စကားလေးဆိုခြင်းသူဘယ်လိုပြောမှကြည်ပြူမယ်သူဘယ်လိုဟာလို့အရက်ကတော့ဒုက္ခပါပဲမရီကညာအတွက်ပလီပလာနဲ့စီစာချက်ကတော်မာရောလာစားရစုသူမစားရစုသူစားရစုသူမစားရစုဘုံတရားကောင်းအောင်တကယ်ကြီးထူအော်မိမတွေရဲ့ကဲနောက်ဆုံးဒီကိုသုံးပါမယ်အချစ်တင်ကန်းသာနံပါတ်4အရာဖယားသာတရားသာကျင်းချင်းမှာမရီကညာမုတ်ချကြည့်ပြီးပါတကယ်စိတ်လိုက်တာဟေးကိုကိုဟိုမင်းမလားဟိုကျွန်တော်ကြည့်နေတာဗျရုပ်ကြီးကိုတော့တွေ့သားရုပ်လို့မမြင်မဲနဲ့လေပထဝီတေဆုံးအာဘောဝါရောဓာတ်ကြီးလေးပါနဲ့ဖွဲ့စည်းထားတဲ့အပုတ်ကောင်ရုပ်ဆောင်နေတဲ့အာသုဘကမ္မထမ်းအနေနဲ့ရှုနေတာဘာပြောရရှင်ဟိုဒီလိုပါလေဟိုဖယားတရားတော်မှာလဲပါစီသားကလားဗျဘိတ်ကွေးငါဤချက်သားရဟန်းများတို့ပြည့်စည်ခြင်းသဘောရှိကုန်သောမာကြီးတင်းကြီးရိုးစည်းခြင်းသဘောရှိကုန်သောဟေးရှင်စောလာလာလားဘာရိုးစည်းခြင်းလဲကဲအမလေးဗျာတော့မထဘဲနဲ့စေကိုရောက်မယ်ဓာတ်ကြောင်ပေါင်းခြင်းရတော့ဟောဒီဆောင်ဝဲကြပြီ